ကျောင်းကားနောက်ကိုမမီမကန်းလိုက်ပြေးနေတဲ့ရိတ်တယောက်တော်တော်လေးကိုနောက်ကျနေပါပြီဘလို့ပဲဖြစ်သူကားကိုအတင်းတားပြီးအမြန်တက်လိုက်နိုင်တာပေါ့ဒါပေမဲ့ပတ်လဲကိုကြည့်လိုက်တော့ဘသူကမှသူ့ကိုထိုင်ကုန်မပေးချင်ကြဘူးဗျအမှန်တိုင်းပြောရရင်သူ့ကိုဘသူမှသိမကြည့်ကြဘူးလေဒါကြောင့်တခြားရွေးချယ်စရာမရှိပဲသူ့ရဲ့တူးလေးတော့တငယ်ချင်းထေးပေးမှပဲသွားထိုင်လိုက်ရတာပေါ့အဲ့ဒီအချိန်မှာပဲအရှိခုံအနေငယ်မှာထိုင်နေတဲ့ကောင်မလေးတယောက်ကိုရိတ်မြင်သွားတယ်ဗျသူမနှမြေကဂျေးတဲ့သူကတော့သူမကိုအသေးတန်ကျွေးနေတာပေါ့ဂျေးကိုပဲလဲပြန်ကြည့်ပြီးလုံးဝကိုစိတ်လွတ်ကိုလွတ်ဖြစ်နေတာဗျာဒါပေမဲ့ထေးကသူ့ကိုတားပြီးအရှိတရားကိုပြောပြလိုက်တယ်ဂျေးကမင်းလိုလူမျိုးကိုဘယ်တော့မှပြန်ကြိုက်မှာမဟုတ်ဘူးလေဒါတော့မှရစ်တယောက်ကိုမထိန်နိုင်ပဲသူမကိုပဲငေးကြည့်နေတော့မှပဲမကြခင်မှာပဲចောင်းသားအားလုံးရှားပါတရိษံမျိုးစုံကိုလေ့လာဖို့တရိษံတုတေသနစင်တာကိုရောက်လာကြတာပေါ့ဒီတစ်ခါလဲရစ်ကဂျေးရဲ့စိတ်ဝင်စားမှုကိုရဖို့ထက်ကြိုးစားပြန်တာပေါ့သူဂျေးနာကိုသွားပြီးသူကတော်တဲ့ဓာတ်ပုံဆရာတယောက်ဖြစ်ကြောင်းပြီးတော့သူမရဲ့လှပတဲ့ပုံရိပ်တွေကိုရိုက်ပေးခြင်းကြောင့်ယုံကြည်မှုအပြည့်နဲ့ပြောလိုက်တယ်ဗျဒါပေမဲ့အဲ့ဒီနေရာမှာဓာတ်ပုံရိုက်ခွင့်ကိုလုံးဝပိတ်ပင်ထားတာပါဗျရစ်ကတော့ဒါကိုဂရုမစိုက်ပဲဂျေးရဲ့အနီးနားကငှက်ကလေးတစ်ကောင်ကိုခိုးပြီးပုံရိုက်လိုက်တာပေါ့ဒါပေမဲ့ကင်မရာဖလက်ရှ်မီးပွင့်သွားတဲ့အချိန်မှာပဲတကယ်ကိုဆိုးရွားတဲ့အဖြစ်ဆိုးကြီးဖြစ်သွားပါတော့တယ်အဲ့ဒီငှက်ကလေးကရုတ်တရက်မီးဆွဲလောင်သွားတာပါပဲတကယ်တော့ Rick ရဲ့ camera flash မီးကြောင့်ဖြစ်သွားတာဆိုတာကိုဘယ်သူမှမရိပ်မိကြဘူးပြ Rick လည်းပြတလဲဖြစ်ပြီးမင်းငိမ့်ဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူးမီးတောက်နေတဲ့ငှက်ကိုခြေထောက်နဲ့နင်းပြီးငိမ့်ဖို့လုပ်ပေမဲ့အဲ့ဒီငှက်ကလွတ်သွားပြီး Lawrence ရဲ့အပေါ်ကိုတက်ကြီးကျသွားပါတော့တယ် Lawrence ဆိုတာကဂျေးရဲ့ရီးစားလေးသူလဲဒေါသတကြီးနဲ့ Rick ကိုထိုးချိတ်ဖို့ချက်ချင်းပဲပြေးဝင်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဦးလေးလူရောက်လာတာပေါ့လူကဒီတုတေသနစင်တာရဲ့ရင်းနှီးမြုပ်နှံသူတူပြသူက Rick စီလျှောက်လာပြီးမိဘတွေအကြောင်းမေးလိုက်တယ်လေတကယ်တော့သူက Rick ရဲ့အဖေကိုတီးခဲ့တာကို Rick ကသူ့မိဘတွေဆုံးပါသွားတာနှစ်အတော်ကြာပြီဖြစ်ကြောင်းအခုတော့ဦးလေးနဲ့အတော်တို့နဲ့အတူနေထိုင်ကြောင်းပြောပြလိုက်တယ်ဒါကိုကြားလိုက်ရတဲ့ဦးလေးလူလည်းစိတ်မကောင်းဖြစ်ပြီးထွက်သွားပါတော့တယ်ဒါပေမဲ့ဦးလေးလူထွက်သွားတာနဲ့Lawrence က Rick ကိုချက်ချင်းပြန်ပြီးဗိုလ်ကြပါတော့တယ် Rick ကိုအားနဲ့တွန်းပစ်လိုက်လို့ Rick တယောက်တရိษံချီးပုံတွေကိုတက်ကြီးကျသွားတာပေါ့တကူလုံးညစ်ပတ်ပေရသွားတဲ့အတွက် Rick လည်းတော်တော်လေးယွန်ရှာသွားတာဗျာကိုတန်ရှင်းမှုအတွက်ဘေးနာကအရေးတပူးကိုရေအောက်မေ့ပြီးကောက်ယူကတကူလုံးကိုလောင်းချလိုက်ပါတော့တယ်တကယ်ကိုအမှားကြီးမှသွားတာပါပဲဗျာအဲ့ဒီအရေးကတကယ်တော့အထီးတရိษံတွေကိုဆွဲဆောင်တဲ့ဓာတုဆေးရည်ဖြစ်နေတာပေါ့ကံပိုင်းတွင်းမှာပဲနေရာအနှံ့ကတရိษံတွေရောက်လာပြီးသူ့တကူလုံးပေါ်ကိုတက်လာပါတော့တယ်ဘေးပတ်လဲကလူတွေအားလုံးလဲဝိုင်းပြီးဟားတိုက်ရေမောကြတာပေါ့ဒီတစ်ခါလဲ Rick တယောက်အဆက်တကွဲဖြစ်သွားရပြန်တာပေါ့ဗျာဒီလိုရှုပ်ရှက်ခတ်နေတဲ့ကြားထဲမှာပဲပစင်းတကောင်ကသူ့ကိုကိုက်လိုက်ပါသေးတယ်ဒါပေမဲ့တရိษံတွေဝိုင်းနေတဲ့အတွက် Rick ကတော့သတိတောင်မထားမိပါဘူးဗျာသူ့စီကိုဆွဲဆောင်ခံရတဲ့တရိษံတွေကတကောင်ပြီးတကောင်ပို့ပြီးတော့တောင်ရောက်လာသေးတယ်ဗျာလူတွေအားလုံးလဲဒီထူးဆန်းတဲ့အခြေအနေကိုကြည့်ပြီးအားသိနေကြတာပေါ့ကုညီမဲ့အစားသူ့ရဲ့တငယ်ချင်းဖြစ်တဲ့ထေးကတော့ဒါတွေကို YouTube ပေါ်တင်ပြီးပတ်စံရှာဖို့သူ့ဖုန်းနဲ့အသေးအတန်ဗီဒီယိုရိုက်နေတာဗျာဒီလိုရုပ်တဲတွေဖြစ်ပြီးတဲ့နောက်မှာတော့အားလုံးပဲသူတေသနစင်တာကနေအိမ်ပြန်ကြပါတော့တယ်ရစ်တယောက်တော်တော်လေးပင်ပန်းနွမ်းနေပြီးအားအိမ်တွေလုံးဝကုန်ခန်းသွားပုံရတယ်ဗျာသူအိမ်ပြန်ရောက်တဲ့အခါမှာတော့ဦးလေးနဲ့အတော်တို့ကစောင့်နေကြတာပေါ့သူ့ဦးလေးကသူ့ကိုငားစာကျွေးဖို့ခိုင်းလိုက်ပါတော့တယ်အစာကျွေးဖို့ခိုင်းလိုက်ပေမဲ့ Rick ကငားကန်နာအရောက်မှာပဲအထဲကိုဝေါ့ကနဲ့အန်ချလိုက်ပါတော့တယ်သူကတိတ်ကိုပင်ပန်းလွန်းလို့မက်တက်တောင်ကောင်းကောင်းမရက်နိုင်တော့ပါဘူးဘာစကားမှလည်းမပြောနိုင်တော့ပဲသူ့အခန်းထဲကိုတန်တန်မတ်ဝင်သွားပြီးကရင်ဘုတ်ကိုဖုန်းကနေပြစ်လဲချလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာဦးလူကတခွဲကန်းတစ်ခုထဲမှာသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့နဲ့အတူရှိနေတာပေါ့နော်ဒီမှာတော့သူဟာသေစေနိုင်တဲ့ယောဂဆိုးတစ်ခုကိုခံစားနေရပြီးအသက်ရှင်ဖို့အချိန်သိမ့်မကျန်တော့ဘူးဆိုတာပေါ်လွင်နေတာပေါ့ဒါပေမဲ့နှစ်ပေါင်းများစွာကြာလာတော့သူနဲ့သူ့အဖွဲ့သားတွေကဆက်တစ်ခုကိုဖန်တီးနေခဲ့တာသူ့ကိုအနာယောဂပျောက်ကင်းအောင်ကုသပေးနိုင်မဲ့အရာတစ်ခုပေါ့လေအဲ့ဒါကိုတိစောက်ဖို့သူတို့နှစ်ပေါင်းများစွာကြာခဲ့ရတာအခုတော့ဦးလူကဆရာဝန်တဦးကိုအဲ့ဒီဆက်ကိုဖွင့်ဖို့ပြောလိုက်တာပေါ့ဒါပေမဲ့ဆရာဝန်ကတုံ့ဆိုင်နေတယ်အဲ့ဒါကမပြီးသေးဘူးမသုံးနိုင်သေးဘူးလို့ပြောတာပေါ့ဦးလူကဂရုမစိုက်ဘူးဘာပဲဖြစ်ဖြစ်ဆက်ကိုဖွင့်ခိုင်းလိုက်တာပဲဆရာဝန်ကတော့စိတ်မပတပါနဲ့သဘောတူပြီးတော့ဆက်ကိုဖွင့်လိုက်တော့တာပေါ့ဦးလူကတော့အထဲမှာထိုင်နေပြီးသားခဏတာတော့အရာအဆင်ပြေပုံရတယ်ဒါပေမဲ့ရုတ်တရက်ကြီးအဲ့ဒီဆက်ကြီးကကျေလောင်တဲ့ပေါက်ကွဲတန်ကြီးနဲ့အတူဘုံကွဲသွားပါလေရောဗျာတက်ခွဲခန်းထဲကလူတိုင်းကတော့ရေကြတာပေါ့ဒီဆက်ကြီးကလုံးဝအတုံးမကျတဲ့ပျက်စီးသွားပြီလို့ထင်ပြီးတော့လေတိတ်ပံပညာရှင်တယောက်ကဆိုဦးလူကိုစပြီးလှောင်ပြောင်သေးတယ်ဗျာဒါပေမဲ့အဲ့ဒီနောက်မှာတော့မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပျက်လာတော့တာပါပဲဦးလူကအဲ့ဒီသိပ္ပံပညာရှင်ကိုဖမ်းဆွဲပြီးတော့ချက်ချင်းဆိုသလိုသူ့ရဲ့စွမ်းရည်အားလုံးကိုစုပ်ယူပစ်လိုက်တာပေါ့အဲ့ဒီသိပ္ပံပညာရှင်လည်းနေရာမှာတင်လဲကျပြီးတေးဆုံးသွားတော့တာပဲအဲ့ဒီလိုနဲ့ပဲဦးလူကအမှန်တရားကိုသိလိုက်ရတာပေါ့ဒီဆက်ကတကယ်အလုပ်လုပ်တာကိုသူကတခြားလူသားတွေစီကစွမ်းရည်တွေကိုဆက်ပြီးစုပ်ယူနေတဲ့၍တော့သူ့ရဲ့ယောဂကြောင့်တေးမှမဟုတ်ဘူးဆိုတာကိုသိသွားတာပဲအဲ့ဒီအချိန်မှာပဲရစ်ကတော့ရှိနေတော့အိမ်မောကြနေတဲ့ရစ်အဲ့ဒီနေ့မှာပဲသူ့เจ้าမှာနှစ်ပတ်လည်ပွဲလုပ်နေပြီးတော့အထူးဧည့်သည်တော်ကြီးကဘသူဖြစ်မလဲ
တခြားသူမဟုတ်ပါဘူးစတီဖင်ဟော့ကင်းကြီးပဲဖြစ်ပါတယ်ဟော့ကင်းကသူ့ရဲ့ဘဝအကြောင်းတွေဘလောက်ပဲမတတ်မဆွမ်းဖြစ်ဘယ်တော့မှအရှုံးမပေးပဲဘလို့ရှေ့ဆက်ခဲ့ရလဲဆိုတာတွေကိုပြောပြီးចောင်းသားတွေကိုစိတ်သက်ခွန်အားတွေပေးနေတာပေါ့လူတိုင်းကိုလည်းစိတ်သက်ခိုင်ထားဖို့နဲ့မျှော်လင့်ချက်တွေဘယ်တော့မှမပြတ်သုံးစေဖို့အားပေးစကားတွေပြောနေပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ရစ်ကတော့ဂျေးကိုအထင်ကြီးအောင်လုပ်ဖို့တခုတည်းကိုပဲအာယုံစိုက်နေတော့မှာပဲဂျေးရဲ့အာယုံစိုက်မှုကိုရဖို့ကြိုးစားနေတော့မှာပဲသူဟာ Lawrence ကိုမတော်တဆထပ်ပြီးတိုက်မိသွားပြန်ပါရောဒါက Lawrence ကိုကြော့ပြန်ဒေါသထွက်သွားစေတာပေါ့အဲ့ဒီလိုရုပ်တဲဖြစ်နေတော့ရစ်ခရဲ့လက်ကဆင့်ဆေးကန်ထဲမှာရုတ်တရက်ညက်သွားပြီးဆွဲထုတ်လို့မရဖြစ်သွားပါလေရောခဏအကြာမှာတော့တကူလုံးကဆင့်ဆေးကန်ကြီးချွတ်ထွက်ပြီး Lawrence စီတက်ကြီးပြန်တန်းသွားပါတော့တယ်အခုတော့လုံးဝသွေးဆူသွားတဲ့ Lawrence ကရစ်ကိုထိုးချိတ်ဖို့ဒေါသတကြီးပြေးဝင်လာပါပြီးရစ်ကလည်းလွတ်အောင်ပြအေးရင်နဲ့နောက်ဆုံးတော့ကိုလုံးတုတ်လူကြီးတယောက်နဲ့သွားတိုက်မိပါလေရောသူ့ကိုယ်သူတွန်းထုတ်ဖို့စူးစမ်းပေမဲ့သူ့လက်တွေကအဲ့ဒီလူကြီးရဲ့ကိုယ်ခန္ဓာမှာကပ်နေပြီးဆွဲခွာလို့ကိုမရတော့ပါဘူးတနေ့နဲ့သူ့လုံးထွက်နိုင်ခဲ့ပေမဲ့သူ့လက်တွေနဲ့အတူအဲ့ဒီလူကြီးရဲ့အင်ဂျီတွေပါဆွဲချွတ်တယ်လို့ပါသွားပါရောဘေးနာကလူတိုင်းလည်းအံ့ဩမင်တက်ကုန်ကြတာပေါ့ဘာလို့လဲဆိုတော့အခုချိန်မှာ Rick လုံနေတဲ့အရာတွေကပုံမှန်မဟုတ်ဘူးဆိုတာထင်ရှားနေလို့ပါပဲဒီနောက်မှာတော့ Rick တယောက်ဖြစ်သမျှကိုစဉ်းစားရင်းကြောင်းပြင်ဘက်ကိုထွက်လာခဲ့ပါတော့တယ်သူ့ကိုယ်ထဲမှာတခုခုပြောင်းလဲသွားပြီလို့သူခံစားရတယ်သူများတွေနဲ့မတူပဲစူပါပါဝါတစ်မျိုးရှိလာပြီလို့ပေါ့နော်အစတုန်းကတော့သူမယုံနိုင်ဘူးဗျာဒါကိုစမ်းသက်ကြည့်ဖို့အတွက်သူ့လက်နှစ်ဖက်ထဲနဲ့ပဲအနီးနားကအဆောက်အုံတစ်ခုကိုစက်တက်တော့တာပေါ့အံ့ဩစရာကောင်းတာကတကယ်ပဲအလုပ်ဖြစ်နေတာပြုသူကနေရန်ပုံမှာလွယ်ကူရွှေလျားသွားလာနိုင်နေပြီးအဲ့ဒီအခါကျမှဒါကပုံမှန်မဟုတ်တော့ဘူးဆိုတာသူသဘောပေါက်သွားတာပေါ့သူတကယ်ပဲထူးခြားဆန်းပြတဲ့စွမ်းအားတွေရနေပြီပေါ့အဲ့ဒီအချိန်မှာပဲသူ့နားတင်ခွေးလေးကိုလမ်းလျှောက်ပေးနေတဲ့အမျိုးသမီးတစ်ယောက်ကိုသတိထားမိလိုက်တယ်လေအဲ့ဒီအချိန်မှာပဲကုန်တင်ကားတစ်စီးကအရှိန်ဟုန်နဲ့သူ့မစီကိုတဲမတ်မောင်းနေလာပြီးကားမောင်းသူကလည်းမထိန်နိုင်တော့တာပေါ့သူမတိုက်မိတော့မဲ့ဆဲပေါ့ဘာမှမစင်စားတော့ပဲရစ်တယောက်ချက်ချင်းပြေးဝင်သွားပြီးအဲ့ဒီအမျိုးသမီးကိုတွန်းထုတ်ကသူကိုယ်တိုင်ပဲအဝင်ခံလိုက်တယ်လေကားကသူ့ကိုတက်ကြီးဝင်တိုက်သွားပေမဲ့ထူးဆန်းတာကရစ်ခါဘာမှမဖြစ်ပဲလုံးဝအကောင်းဆုံးအဲ့ဒီအတိုင်းပါပဲချစ်ရတစ်ချက်တောင်မရှိဘူးနော်ကားတစ်စီးလုံးပျက်စီးသွားပေမဲ့ရစ်ကတော့မတ်တက်ရက်နေတော့မို့ဘေးကလူတွေအားလုံးအံ့ဩမြင်သက်သွားကြတာပေါ့ဒါပေမဲ့အခြေအနေကရုတ်တရက်ဆိုးရွားသွားခဲ့တယ်လေရစ်ကသူ့အခုလေးတင်ကယ်လိုက်တဲ့အမျိုးသမီးစီကိုလှမ်းကြည့်လိုက်တော့မှသူတွန်းလိုက်တဲ့အချိန်နဲ့သူမဟာအနာကဓာတ်ဆက်ထဲကိုတက်ကြီးကျသွားပြီးတေဆုံးသွားတာကိုသိလိုက်ရတယ်လေအဲ့ဒီနောက်မှာတော့ရစ်ခါဟာအိမ်ပြန်လာပြီးသူ့ဦးလေးနဲ့ဒေါ်လေးကိုသူ့မှာထူးဆန်းတဲ့ကိစ္စတွေဖြစ်နေတယ်လို့ပြောပြလိုက်တာပေါ့ဟိုပိုစင်းရင်ကောင်ကြိုက်ပြီးကလေးကသူ့မှာစွမ်းအားထူးတွေရနေပြီလို့သူယုံကြည်နေတာပါဒါကိုစမ်းသပ်ဖို့အတွက်သူ့ဦးလေးကဓာတ်နဲ့ရုတ်တရက်ဝင်တိုက်ခိုက်လိုက်ပေမဲ့ဓာတ်ကရစ်ကိုထိလိုက်တဲ့အချိန်မှာအရေပြားကိုတော့မဖောက်နိုင်ပဲဓာတ်သွားကကွေးသွားတာပါပဲအဲ့ဒီတော့မှဦးလေးဖြစ်သူလဲရစ်မှာတကယ်ပဲစွမ်းအားတွေရှိနေတာကိုယုံကြည်သွားတော့တယ်လေပြီးတော့ Rick ရဲ့အတိတ်ကအဖြစ်ပြက်လေးကိုမြင်တွေ့ရမှာပါ Rick ကသူ့မိဘတွေနဲ့အတူပွဲကြည့်ပြီးအိမ်ပြန်လာတဲ့အချိန်ပေါ်လမ်းမှာဓာပြအဖွဲ့တစ်ဖွဲ့ကသူတို့ကိုလူရက်ဖို့စူးစမ်းခဲ့ကြတယ်လေ Rick ကသူ့မိဘတွေကိုကာကွယ်ဖို့ဝင်ပါခဲ့ပေမဲ့အခြေအနေတွေကလုံးဝဆိုးရွားသွားခဲ့ရတာပေါ့ရှုပ်ထွေးဖြစ်နေတဲ့ကြားထဲမှာသူကိုယ်တိုင်ပဲသူ့မိဘတွေကိုမှားယွင်းတက်မိလိုက်တာပါပဲမသေးဆုံးခင်မှာသူ့အဖေကသူ့ကိုလက်စွပ်တကွင်းပေးခဲ့ပြီးအဲ့ဒီလက်စွပ်ကိုအခုထိသူဆောင်ထားတာပါနောင်နာရီရနေတဲ့ Rick ကအဲ့ဒီလက်စွပ်ကိုလွှင့်ပစ်လိုက်ပေမဲ့တနေ့နဲ့သူ့စီကိုပဲပြန်ရောက်လာတာပေါ့အဲ့ဒီအချိန်မှာပဲဂျေးရောက်လာခဲ့တယ်လေဂျေးကသူမအနေနဲ့ Lawrence နဲ့အဆင်မပြေပဲတကယ်တော့ Rick နဲ့သာတွဲချင်တာလို့ဖွင့်ပြောလာတယ်လေဒါပေမဲ့ Rick ကတော့သူမပြောတာကိုဘာမှသေချာတော့မတွေးနိုင်သေးပါဘူးနောက်ထပ်ဘာမှမဖြစ်ခင်မှာပဲ Lawrence ကပြန်ကားအသစ်ဆက်ကြီးနဲ့ရောက်လာခဲ့တာပေါ့ဂျေးက Rick ကိုကြည့်ပြီးသူတို့နှစ်ယောက်အဝေးကြီးကိုအတူတူရှောက်လည်နိုင်ဖို့ရစ်ခမှာလဲအဲ့ဒီလိုကားမျိုးရှိစေချင်တယ်လို့ပြောပြီး Lawrence နဲ့အတူထွက်သွားတော့တာပါပဲ Rick ကတော့သူ့ရဲ့ပျက်စီးနေတဲ့စပီးလေးကိုကြည့်ပြီးသူလဲအဲ့ဒီလိုပြန်ကားမျိုးဘယ်တော့မှမဝယ်နိုင်ဘူးဆိုတာကိုသဘောပေါက်ရင်ရက်ကြံခဲ့ရတာပေါ့အဲ့ဒီနောက်မှာတော့ Rick ဟာအိမ်ပြန်ရောက်ပြီးစွမ်းအားထုရှင်တွေအတွက်တီးတန့်ကြောင်းဖွင့်ထားတဲ့ပါမောက္ခတအူအကြောင်းအင်တာနက်မှာရှာဖွေပါတော့တယ်ကိုပိုနားလည်နိုင်ဖို့အတွက် Rick တယောက်အဲ့ဒီပါမောက္ခနဲ့တွားတွေ့ဖို့ဆုံးဖြတ်လိုက်တယ်လေနောက်တနေ့မှာတော့ Rick ကအစီအစဉ်တစ်ခုဆွဲလိုက်တယ်လေသူချင်းငွေယူပြီးပြန်ကားတစ်စီးဝယ်တော့မှာပါဒါကြောင့်သူ့ဦးလေးဒေါ်လေးတို့နဲ့အတူဘန်ကိုတွားခဲ့ကြတယ်လေဒါပေမဲ့ရုတ်တရက်ဆိုသလိုဓပြတွေဘန်ထဲကိုအတင်းဝင်လာကြတာပေါ့အဲ့ဒီရှုပ်ထွေးမှုတွေကြားထဲမှာ Rick ကသူ့ဒေါ်လေးနဲ့အတူထွက်ပြေးဖို့ကြိုးစားခဲ့တယ်လေတစ်ဖက်မှာလည်းဓပြတွေကဘန်တကားကိုဖွင့်မရတာကြောင့်အပြင်ထွက်ဖို့ရုန်းကန်နေရတာပါပဲထူးဆန်းတာက Rick ကသူတို့ကိုကူညီပေးလိုက်တာပေါ့ဒါနဲ့ဓပြတွေလည်းအပြင်ကိုထွက်ပြေးသွားနိုင်ခဲ့ကြတယ်လေဘန်အပြင်ဘက်မှာတော့ Rick ဟာလူအုပ်ကြီးစုဝေးနေတာကိုသတိထားမိသွားတယ်လေစိတ်ဝင်စားသွားတာနဲ့တွားကြည့်လိုက်တော့မြောက်ကလေးတစ်ကောင်လှည့်စားပြနေတာကိုတွေ့လိုက်ရတာပေါ့အဲ့ဒီအချိန်မှာပဲသူ့ဦးလေးနာကျင်စွာညီးတွားတန်ကိုကြားလိုက်ရပြီးပြေးကြည့်လိုက်တဲ့အချိန်မှာတော့သူ့အခြေအနေကပိုဆိုးလာတာကိုတွေ့လိုက်ရတယ်လေအဲ့ဒီအချိန်မှာပဲဆေးဘက်ဆိုင်ရာအဖွဲ့ရောက်လာပြီးချက်ချင်းပဲRick ကသူ့ဦးလေးကိုဆေးရုံပို့လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဦးလေးဖြစ်သူလူဝီကတော့သူ့ရုံခန်းထဲမှာကိုသဘောကျပြီးကြည့်နေတာပါအဲ့ဒီအချိန်မှာပဲသူ့လက်ထောက်မလေးဝင်လာပါတယ်ဒါပေမဲ့ခဏလေးတွင်းမှာတင်လူဝီကအားအိမ်တွေပြန်ချိနဲ့လာပြန်ပါတယ်သူကဝေခွဲမနေပဲလက်ထောက်မလေးကိုဆွဲဖမ်းပြီးအားအိမ်တွေကိုစုပ်ယူလိုက်ပါတော့တယ်အဲ့ဒီမှာလေးလည်းချက်ချင်းပဲအသက်ပြောက်သွားတာပေါ့လူဝီကတော့အားအိမ်တွေပြန်ပြေးသွားပြန်ပါတယ်ပြီးတော့ဘာမှမဖြစ်ခဲ့သလိုမျိုးအလောင်းကိုဗီဒီယိုထဲထည့်ဝက်ထားလိုက်တဲ့
ဖက်မှာလည်း Rick ကသူ့ဦးလေးကိုတွေ့ဖို့စေယုံကိုရောက်လာပါတယ်တွေ့ပြီးတဲ့နောက်မှာတော့ Rick ကနောက်ဆုံးတော့ Professor Xavier နဲ့တွေ့ရမယ့်အချိန်ရောက်ပြီလို့ဆုံးဖြတ်လိုက်ပြီးသူ့စီသွားလိုက်ပါတော့တယ် Xavier က Rick ကိုထူးခြားတဲ့ကျောင်းတစ်ကျောင်းစီခေါ်သွားပါတယ်အဲ့ဒီနေရာမှာ Rick လိုမျိုးထူးခြားတဲ့စွမ်းအားကိုစီရှိကြတဲ့ကလေးတွေနဲ့ပြည့်နှက်နေတာပါကျောင်းထဲမှာ Rick ကလူငယ်တွေရောလူကြီးတွေပါဝင်တဲ့ကျောင်းသားမျိုးစုံကိုမြင်တွေ့လိုက်ရပါတယ်ဒါပေမဲ့ဘယ်သူမှတာမန်လူတွေမဟုတ်ကြပါဘူးတယောက်ချင်းစီမှာထူးခြားတဲ့စွမ်းအားကိုစီရှိကြတာပါပြောရရင်သူတို့အားလုံးဟာစူပါဟီးရိုးတွေလိုပါပဲအဲ့ဒီနောက် Professor Xavier က Rick ကိုသူ့စနီးနဲ့မိတ်ဆက်ပေးပါတယ်သူမကလက်ထဲမှာအယုတ်တစ်ခုလိုမျိုးကင်ပြီးလမ်းလျှောက်ဝင်လာတာပါဒါပေမဲ့ရုတ်တရက်ဆိုသလိုအဲ့ဒီအယုတ်ကသူတို့ရဲ့သားလေးဖြစ်သွားပါတယ်ကလေးကသူ့လက်တွေကိုမြှောက်ပြီးစွမ်းအားကိုသုံးက Xavier ကိုလေထဲမြှောက်ပြီးအခန်းတစ်ဖက်စီလွှင့်ပစ်လိုက်ပါတော့တယ် Mrs. Xavier ကတော့လုံးဝမပြောနိုင်ပါဘူး Rick ကဝစ်စုံတော့မရွေးရသေးပဲကျောင်းကိုရောက်လာတဲ့အတွက်စိတ်ပြက်နေတာပါဒါကြောင့်မို့လို့ဒီမှာနေချင်းရင်တော့စူပါဟီးရိုးဝစ်စုံကိုအရင်ရွေးရမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ Rick ကကိုပိုင်စူပါဟီးရိုးဝစ်စုံကိုဒီဇိုင်းဆွဲပါတော့တယ်ပစင်းရင်ကွဲအကိုက်ခံရလို့စွမ်းအားတွေရလာတာဖြစ်တဲ့အတွက်ပစင်းရင်ကွဲလိုကိုပါတဲ့အစိမ်းရောင်ဝစ်စုံလေးပေါ့အဲ့ဒီဝစ်စုံကိုဝတ်ပြီးခေါင်းမိုးပေါ်ကိုတက်သွားပါတယ်ဒါပေမဲ့သူတယောက်တည်းမဟုတ်ပါဘူးသူ့လိုဝစ်စုံမျိုးဝတ်ထားတဲ့နောက်ထပ်စူပါဟီးရိုးတယောက်ရောက်လာပါတယ်အဲ့ဒီလူက Rick ကိုဒါကသူ့နေရာဖြစ်ပြီးသူ့အမြဲလာနေကြနေရလို့ပြောပါတယ် Rick ကလည်းအေးစစ်စစ်ပဲနှစ်ယောက်လုံးအတူတူညသုံးလို့ရတာပဲလို့ပြန်ပြောလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ Rick ကပတ်စံအချို့ရှာဖို့အတွက်အလုပ်အင်တာဗျူးသွားဖြေပါတယ်အင်တာဗျူးဖြေနေတော့မှသူက HR မန်နေဂျာသဘောကျအောင်စူပါဟီးရိုးဝစ်စုံနဲ့ရိုက်ထားတဲ့တပ်ပုံတွေကိုထုတ်ပြလိုက်ပါတယ်ဒါပေမဲ့အဆင်မပြေခဲ့ပါဘူး HR ကစိတ်မဝင်စားတဲ့အပြင်အလုပ်ခံဖို့လဲညှင်းပယ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ချက်ချင်းပြေးဝင်လာပြီးတက္ကသိုလ်တစ်ခုအတိုက်ခိုက်ခံနေရပြီလို့အော်ပြောပါတော့တယ် Rick ကအဲ့ဒါသူ့တက္ကသိုလ်ဆိုတာချက်ချင်းရိပ်မိသွားပါတယ်သူကအချိန်ဆွမနေပဲချက်ချင်းပြောက်ွယ်သွားပါတော့တယ်တက္ကသိုလ်မှာတော့ရှုပ်ရှက်ခတ်မှုတွေစတင်နေပြီပေါ့အခုဆိုရင်လူချမ်းကြီးဖြစ်သွားတဲ့ဦးလေးလူဝီကငွေရောင်ဝတ်စုံကိုဝတ်ပြီးရောက်လာပါတယ်သူ့အကြံစီကကြောက်စရာကြီးပါသူကလူငယ်တွေစီကသွေးတွေကိုစုပ်ယူပြီးသူ့ကိုအသက်ရှင်စေမဲ့ဆေးရည်ထုတ်လုပ်ချင်တာပါဒါပေမဲ့မလုံနိုင်ခင်မှာတင် Rick ကသူ့ရဲ့ဟီးရိုးဝတ်စုံနဲ့ရောက်လာပါတယ်ဒါဟာသူတို့နှစ်ယောက်ပထမဆုံးအကြိမ်တကယ်ကိုထိတ်တိုက်ရင်ဆိုင်ရတာပါသူတို့နှစ်ယောက်ကြားမှာတိုက်ပွဲပြင်းပြင်းထန်ထန်စတင်မှာတော့တဲ့အပြန်လန်ထိုးနှက်ချက်တွေနဲ့ထိတ်တိုက်တွေ့ကြတာပါလူဝီကထက်မြက်တဲ့ဓာပြတွေကို Rick စီဖြစ်ပေါက်ပေမဲ့ဘာမှမထူးခြားပါဘူး Rick ရဲ့ဝစ်စုံကအဲ့ဒါတွေကိုခံနိုင်ရရှိလောက်အောင်တောင့်တင်းတာကိုတိုက်ပွဲဆက်ဖြစ်နေရင်းနဲ့လူဝီတယောက်Rick ကိုရေရှည်မရှင်နိုင်တော့တာသိတာလာပါတယ်ဒါကိုသိသွားတဲ့လူဝီလည်းနောက်ဆုတ်ထွက်ပြေးသွားပါတော့တယ်သူကတော့လွတ်မြောက်သွားခဲ့ပါပြီအဲ့ဒီနေရာမှာဂျေးလက်ရှိနေပြီးသူမကတော့အန်အောမင်တက်လို့နေတာပေါ့ဒါပေမဲ့သူမက Rick ကိုသဘောကျသွားတာမဟုတ်ပဲဝစ်စုံဝတ်ထားတဲ့စူပါဟီးရိုးကိုသဘောကျသွားတာပါမျက်နှာဖုံးနောက်ွယ်ကလူဟာ Rick ဆိုတာကိုသူမလုံးဝမသိရှာပါဘူးအဲ့ဒီနောက်ညဘက်မှာဂျေးဟာရုပ်ရှင်ရုံထဲကထွက်လာခဲ့ပါတယ် Rick ကလည်းသူမနောက်ကိုလိုက်လာပြီးစကားပြောဖို့ကြိုးစားပေမဲ့သူကအလွန်စိုးရိမ်စိတ်လှုပ်ရှားနေပြီးစကားတောင်ကောင်းကောင်းမပြောနိုင်တော့အောင်ရှက်နေခဲ့တာပါဒါကြောင့်ဂျေးကပဲအရင်စကားစပြောလိုက်ပါတော့တယ်တကယ်တော့သူမက Rick ကိုဒိတ်လုပ်ဖို့အရင်လာပြောစီချင်တာလို့ပြောလိုက်ပေမဲ့ Rick ကဘာမှပြန်မပြောနိုင်ပဲကြောင်ရက်နေခဲ့တာပေါ့စိတ်ပြတ်သွားတဲ့ဂျေးလဲစိတ်တူပြီးထွက်သွားပါတော့တယ်သူမအလွန်အထင်ကြီးနေတဲ့စူပါဟီးရိုးဟာ Rick ဆိုတာကိုအခုထိမသိသေးပါဘူးမကြခင်မှာပဲဂျေးတယောက်တည်းလမ်းလျှောက်လာရင်လူမိုက်တွေရဲ့နောက်ယောင်ခံလိုက်တာကိုခံရပါတော့တယ်အခြေအနေတွေမဆိုးရွားခင်မှာပဲ Rick ဟာသူ့ရဲ့စူပါဟီးရိုးဝတ်စုံနဲ့ပြန်ပေါ်လာခဲ့ပါပြီသူဟာလူမိုက်တွေအားလုံးကိုလင်းလင်းမြင်မြင်နှိမ်နှင်းပြီးသူမကိုကယ်တင်လိုက်တာပေါ့ Dragon Fly စူပါဟီးရိုးကိုမြင်လိုက်ရလို့ဂျေးတယောက်အလွန်ဝမ်းသာသွားပြီးထပ်ပြီးတော့လဲအထင်ကြီးသွားပြန်တာမို့သူ့ကိုကျေးဇူးတင်စကားပြောလိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲဦးလေးလူဟာသူ့ရဲ့တခွဲခန်းကိုပြန်ရောက်နေခဲ့ပါပြီးအဲ့ဒီမှာသူဟာတုံလုံးဆရာကောင်းတဲ့အရာတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့တာပေါ့အကယ်၍သူဟာလူပေါင်း4,900ရဲ့စွမ်းရည်ကိုစုပ်ယူဖို့သူ့ဆက်ကိုအသုံးပြုမယ်ဆိုရင်သူဟာထာဝရမတည်နိုင်တဲ့သူဖြစ်လာမှာပါအဲ့ဒီလိုနဲ့ပဲသူဟာလူပေါင်း4,900ကိုတက်ပြီးထာဝရအသက်ရှင်နေထိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ Rick ရဲ့အတော်ကဂျေးကိုညစာစားဖို့ဖိတ်ခေါ်ထားတာကိုတွေ့ရမှာပါညစာစားနေစဉ်မှာဂျေးက Dragon Fly စူပါဟီးရိုးဟာသူမရဲ့အသက်ကိုနှစ်ကြိမ်တိုင်တိုင်ကယ်တင်ခဲ့ဘူးလို့သူ့ကိုတကယ်သဘောကျမိကြောင်းအတော်ဖြစ်သူကိုပြောပြနေတာပေါ့သူမစိတ်ထဲမှာသူ့ကိုချစ်မိနေပြီလို့တောင်ခံစားနေရတာပါအဲ့ဒီအချိန်မှာပဲလောရင်းနဲ့အတူဦးလေးလူလဲရောက်လာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲ Rick ကသူ့ရဲ့စူပါဟီးရိုးဝစ်စုံကိုဝတ်ပြီးအခန်းထဲကိုခိုးဝင်လာခဲ့တာပေါ့ဝစ်စုံမချွတ်ရသေးခင်မှာပဲဦးလေးလူဟာရုတ်တရက်အခန်းထဲဝင်လာခဲ့ပါတယ် Rick ကလည်းသူ့ရဲ့လှုပ်ဝက်ချက်ကိုဦးလေးလူမသိသွားအောင်တတ်နိုင်သမျှအစွမ်းကုန်စူးစမ်းပြီးလင်းလင်းမြန်မြန်ပုံအောင်လိုက်ရတာပေါ့ဒါပေမဲ့ဦးလေးလူဟာတန်တရားဝင်နေပြီဖြစ်ပါတယ်သူက Rick ဟာတကယ်တော့ Dragon Fly စူပါဟီးရိုးဖြစ်နိုင်တယ်လို့ယူဆနေတာကြောင့်အတည်ပြုဖို့လာကြည့်တာပဲဖြစ်ပါတယ်ဦးလေးလူဟာအခန်းထဲကိုတေချာရှာဖွေပေမဲ့ Rick ကတော့ပပနက်နက်နဲ့အမြင်မခံရအောင်ပုံရှောင်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဦးလေးလူလည်းလက်လျှော့ပြီးထွက်သွားပါတော့တယ်ဦးလေးလူညစာစားခန်းကိုရောက်တဲ့အချိန်မှာတော့ Rick ဟာတာမန်အဝတ်စားတွေနဲ့အဲ့ဒီနေရာကိုရောက်နေပြီပေါ့ဦးလေးလူဟာ Rick ရဲ့လက်ပေါ်ကဒဏ်ရာကိုသတိပြုမိသွားပြီးဒါဘလို့ဖြစ်တာလဲလို့မေးလိုက်ပါတယ် Rick ကတော့တစုံတစ်ယောက်နဲ့ရန်ဖြစ်ခဲ့တာလို့ပေါ့ပပပဲလိန်ညာပြောဆိုလိုက်တာပေါ့ဒါပေမဲ့ဒါဟာဦးလေးလူအတွက်တော့လုံလောက်တော့အားခဲ့ပါပြီ Rick ဟာ Dragon Fly စူပါဟီးရိုးဖြစ်တယ်ဆိုတဲ့အမှန်တရားကိုသူချက်ချင်းသဘောပေါက်သွားခဲ့တာပေါ့ဘာလို့လဲဆိုတော့အဲ့ဒီတန်ရာဟာသူစောစောကပြစ်ပေါက်လိုက်တဲ့ဓာတ်မြောင်တန်ရာနဲ့ထပ်တူကျနေလို့ပါပဲ
Rick ကတော့အကြောင်းအရာကိုချက်ချင်းလွှဲလိုက်ပြီးဂျေးကိုစကားပြောဖို့ကြိုးစားပါတော့တယ်မကြခင်မှာပဲလောရင်ထွက်သွားပြီး Rick နဲ့ဂျေးတို့နှစ်ယောက်တည်းကြံခဲ့တာပေါ့သူတို့ဟာ Dragonfly Superhero အကြောင်းစကားပြောနေကြစင်မှာပဲရုတ်တရက်ဦးလေးလူဟာဗီလိန်အစ်စ်အမှန်ပုံစံနဲ့ပြန်ရောက်လာပါတော့တယ်ဦးလေးလူဟာသူတို့ကိုတတ်ဖို့ရောက်လာတာကို Rick ကချက်ချင်းနားလည်သွားခဲ့တာပေါ့သူကပြန်လဲတိုက်ခိုက်ဖို့ကြိုးစားပေမဲ့နောက်ဆုံးမှာတော့သတိမေ့ပြီးလဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်တွင်းမှာပဲဦးလေးလူဟာ Rick ရဲ့အတော်ကိုတက်ပစ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ Rick ဟာအဖြစ်ပြက်အားလုံးကိုသူ့ဦးလေးကိုပြောပြဖို့စေယုံကိုအပြေးလွှားသွားခဲ့ပေမဲ့ဆရာဝန်ကတော့သူ့ကိုတတိပေးလိုက်ပါတော့တယ်။စိတ်လှုပ်ရှားစရာသတင်းဆိုးမျိုးမပြောဖို့ပေါ်မဟုတ်ရင်သူ့ဦးလေးရဲ့အသက်အန္တရာယ်ကိုထိခိုက်နိုင်လို့ပါ။ဒါပေမဲ့လည်းတခြားဆရာဝန်တယောက်ကမတော်တဆအမှန်တရားကိုဖွင့်ပြောလိုက်ပါတော့တယ်။ဇနီးဖြစ်သူဆုံးပါသွားတဲ့သတင်းကိုကြားလိုက်ရတော့ Rick ရဲ့ဦးလေးခများလုံးဝစိတ်နှလုံးကြေကွဲသွားရရှာတာပေါ့။နောက်တစ်ရက်မှာတော့ဇာပနအခမ်းအနားကျင်းပတာပါပဲ။ Rick ရဲ့ဦးလေးကရင်ကွဲမတက်ခံစားနေရတာပါသူဟာသူ့ဇနီးနဲ့အတူခေါင်းတလားထဲမှာလိုက်အိပ်ဖို့အထိစူးစမ်းခဲ့ပေမဲ့ထူးဆန်းတာကဇနီးဖြစ်သူရဲ့ရုပ်အလောင်းကခေါင်းထဲမှာရှိမနေသေးပါဘူးအချိန်နှဲငယ်ကြာပြီးတဲ့နောက်မှာတော့ခေါင်းတလားရောက်လာခဲ့ပေမဲ့ခေါင်းတလားကိုဖွင့်လိုက်တာနဲ့ရုပ်အလောင်းကအပြင်ကိုပြုတ်ကျပြီးအနားကမီးပုံတွေကိုမတော်တဆလိမ့်ဝင်သွားပါတော့တယ်လူတွေအားလုံးရဲ့ရှစ်တင်မှာတင်ပဲရုပ်အလောင်းတစ်ခုလုံးမီးကျွမ်းသွားခဲ့ရတာပေါ့ရက်တွေကုန်လွန်သွားခဲ့ပြီး Rick ကတော့အိမ်မှာပဲဆက်ပြီးပူးဆွဒီနေရာတော့မှပဲသူဟာဘာကိုမှအာရုံမစိုက်နိုင်ပဲစိတ်ဓာတ်တွေအကြီးအကျယ်ကျနေတာပါအဲ့ဒီအချိန်မှာပဲသူ့ဦးလေးကထရီးနဲ့အတူရောက်လာခဲ့ပါတယ်။သူ့ဦးလေးကသူ့အဖေတစ်ချိန်ကပေးခဲ့ဘူးတဲ့လက်စွပ်လေးကိုပြန်ပေးပြီးသူ့ရဲ့ရီမန်းချက်ကိုတတိပေးလိုက်တာပါ။သူက Rick ဟာတာမန်လူတစ်ယောက်မဟုတ်ဘူးလို့ပြောပါတယ်။ Rick ကစူပါဟီးရိုးတစ်ယောက်ဖြစ်ပြီးစူပါဟီးရိုးတွေဟာလူတွေကိုကယ်တင်ရတယ်လေ။လူပေါင်းထောင်ချီကိုတတ်ဖို့ကြံစည်နေတဲ့စူပါဗီလိန်တစ်ယောက်ရှိနေပြီးဒါကိုတားဆီးနိုင်မဲ့တူဦးလေးသောသူက Rick ပဲဖြစ်တယ်လို့ရှင်းပြပါတော့တယ်။ Rick ကတော့လူတွေကိုကယ်တင်ခြင်းပေမဲ့ကောင်းတာလုပ်ဖို့စူးစမ်းတိုင်းအမြဲတမ်းမှားယွင်းဖြစ်ကုန်တယ်လို့ပြောတာပေါ့အဲ့ဒီအချိန်မှာတင် TV ကနေသတင်းကြေညာချက်တစ်ခုတက်လာပါတယ်အဲ့ဒါကတော့မြို့ထဲမှာအကြီးအကျယ်ကျင်းပမဲ့ပွဲလမ်းသဘင်ကြီးတစ်ခုအကြောင်းပါပဲစူပါဗီလိန်ကဒီပွဲမှာထပ်ပြီးတိုက်ခိုက်လိမ့်မယ်ဆိုတာသူတို့ချက်ချင်းရေးမိသွားကြတာပေါ့ဒါကြောင့်သူတို့အားလုံးအဲ့ဒီပွဲစီကိုအမြန်ဆုံးဥတီသွားကြပါတော့တယ်အဲ့ဒီပွဲကိုရောက်တော့ဦးလေးဖြစ်သူလူဝီကအဲ့ဒီနေရာမှာရောက်နေပါပြီဒါပေမဲ့ Rick ကတော့လူဝီဟာဗီလိန်ဆိုတာကိုမသိသေးတာကြောင့်စူပါဗီလိန်ကဘယ်သူလဲလို့လူဝီကိုတကယ်ကိုမေးလိုက်ပါသေးတယ်လူဝီကသူ့ကိုလှည့်စားလိုက်တာပေါ့စင်ဘော်ကတာမန်ရဟန်းတစ်ပါးကိုလက်ညှိုးထိုးပြပြီးအဲ့ဒါဗီလိန်မဲလို့ပြောလိုက်ပါတယ် Rick ဟာဘာမှမစင်စားပဲသူ့ရဲ့ဝတ်စုံကိုဝတ်ဆင်ပြီးအပြစ်မဲ့တဲ့ရဟန်းကိုစပြီးထိုးနှက်ပါတော့တယ်ဒီလိုရှုပ်ရှုပ်ထွေးထွေးဖြစ်နေတဲ့အခွင့်အရေးကိုတုံးပြီးလူဝီကလွတ်မြောက်သွားကသူ့ရဲ့တကယ်ဗီလိန်ပုံစံအစ်စ်ကိုပြောင်းလဲလိုက်ပါတော့တယ်သူပြန်ရောက်လာပြီးသူ့ရဲ့ဆွမ်းအားတွေကိုတုံးကအမိုးတစ်ခုလုံးပြိုကျအောင်လုပ်ပြီးရစ်ကိုတိုက်ခိုက်ပေမဲ့ရစ်ကတော့အသက်ဘေးကလွတ်မြောက်သွားတာပေါ့သူကအမိုးပြက်တွေကိုပြန်တွန်းထုတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းအမိုးကသူ့အပေါ်ကိုထပ်ပြီးပြိုကျလာကပိတ်မိသွားစေခဲ့ပါတယ်အခုတော့ဗီလိန်က Rick ကိုအပြည့်ရှင်းဖို့အတွက်တေးစေနိုင်တဲ့ဓာတ်မြောင်တွေကိုစတင်ပြစ်ပေါက်ပါတော့တယ်ဒါပေမဲ့ဓာတ်တွေသူ့စီမထိမှန်ခင်မှာပဲဂျေးကရှေ့ကနေကာကွယ်ပေးပြီးဒဏ်ရာကိုခံယူလိုက်တာပေါ့သူမဟာစူပါဟီးရိုးကိုချစ်မိသွားတဲ့အတွက်ကယ်တင်လိုက်တာပါဂျေးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတာကိုမြင်လိုက်ရတဲ့ Rick ဟာအကြီးအကျယ်ဒေါသထွက်သွားပါတော့တယ်သူဟာဂျေးကိုပွေ့ချီပြီးအမိုးပေါ်ကိုတက်သွားခဲ့ပြီးအဲ့ဒီမှာတော့ဗီလိန်ကသူ့ရဲ့စက်ကြီးကိုစတင်အသုံးပြုကလူတွေရဲ့အသက်ဆွမ်းရည်တွေကိုစုပ်ယူနေပြီဖြစ်ပါတယ်Rick ကအဲ့ဒီစက်ကိုပဲပြန်သုံးပြီးဂျေးကိုအသက်ပြန်သွင်းပေးခဲ့လို့သူမအသက်ရှင်သွားခဲ့ပေမဲ့အခုတော့အချိန်မရှိတော့ပါဘူးစက်ကအနှဲငယ်အတွင်းမှာပဲဗီလိန်ကလုံးဝမသိနိုင်တဲ့အစွမ်းကိုရရှိတော့မှာပါ Rick အနေနဲ့သူ့ကိုတားဆီးရမယ်ဆိုတာသိတာပေါ့ဗီလိန်ကဓာတ်တွေနဲ့စက်တိုက်ခိုက်နေပေမဲ့လည်း Rick ကတော့သူ့ရဲ့စွမ်းအားလုံးကိုသုံးပြီးရှေ့ကိုဆက်တိုးသွားခဲ့ကနောက်ဆုံးမှာတော့သူ့စီကိုရောက်သွားပြီးအဲ့ဒီစက်ကြီးကိုဖျက်ဆီးကဗီလိန်နဲ့အတူတခါတည်းမီးဟုံးဟုံးတောက်ပောက်ကွဲသွားစေခဲ့ပါတယ်Rick နဲ့ဂျေးတို့ဟာအမိုးပေါ်ကနေအတူတူပြုတ်ကျလာခဲ့ကြတာပေါ့သူတို့ပြုတ်ကျနေတဲ့အချိန်မှာပဲဂျေးဟာ Rick ရဲ့လက်မှာဝတ်ထားတဲ့လက်စွပ်လေးကိုသတိထားမိသွားပါတယ်အဲ့ဒီလက်စွပ်လေးကသူ့အမြဲတမ်းဝတ်ဆင်လေးရှိတဲ့လက်စွပ်လေးပဲဖြစ်ပါတယ်အဲ့ဒီခိုက်တက်မှာပဲသူမဟာအမှန်တရားကိုရိပ်မိသွားပါတော့တယ်အဲ့ဒါကတော့ပစင်းရင်ခွဲစူပါဟီးရိုးဟာ Rick ကိုယ်တိုင်ပဲဖြစ်နေတာပါပဲ